အားလုံးပဲမင်္ဂလာပါရှင်။စုမွန်တူရီကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျွန်မတို့စုမွန်တူရီ YouTube Channel ကစုမွန်ပဲဖြစ်ပါတယ်ရှင်။ကျွန်မဒီတစ်ပတ်ကျွန်မရဲ့ YouTube Channel မှာဗီဒီယိုလေးတွေတင်ပေးဖြစ်တယ်ပေါ့နော်။အဲ့ဒီဗီဒီယိုမှာတင်ပေးတဲ့လေးလုံးခွေတွေ break တွေဒါတွေကလည်းမှန်ပါတယ်ရှင်။ကျွန်မရဲ့ဗီဒီယိုကိုစောင့်ကြည့်နေတဲ့သူတွေဒါမှမဟုတ်ကျွန်မတင်တဲ့ဗီဒီယိုလေးတွေကိုမြင်ရဖို့ကျွန်မရဲ့ YouTube Channel လေးကို like and subscribe လုပ်ထားတဲ့သူတွေဆိုရင်တော့ဒီတစ်ပတ်ကျွန်မတင်တာလေးတွေကိုမြင်ပြီးတော့အဲ့ကနေပြီးတော့အဆင်ပြေသွားကြမယ်လို့ကျွန်မထင်ပါတယ်နော်ဆောခါကြတော့မနက်ဖြန်ကြာတာပတေးနဲ့နောက်ရက်တောက်ကြနေအတွက်တတိထားရမယ်break တွေနေပြီးကြတော့တတိထားရမယ်အရာလေးတွေကိုကျွန်မအခုဗီဒီယိုလေးထပ်လုပ်ပြီးတော့တင်ပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မင်းနေတဲ့သူတွေနေပြီးတော့တချို့ကြောင့်လည်းအခုကျွန်မရေးပြပြောပြတဲ့ဟာတွေကိုသိကောင်းသိလိမ့်မယ်ဒါပေမဲ့လည်းတချို့ကြတော့မေ့နေကြတာတွေရှိရပေါ့နော်ဆိုတော့ခါကြတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မေ့နေတဲ့ဟာတွေလည်းပြန်သတိရလာအောင်တချို့ကြတော့လည်းဒီဟာကိုကြိုက်ပေမဲ့ဘာနဲ့ကတ်ထိုးရမှမသိတဲ့သူတွေကြတော့လေဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုကြတဲ့အရာလေးတွေနဲ့ကပ်ပြီးတော့ထိုးကြည့်မယ်ဆိုလို့ရှိရင်အဆင်ပြေမယ်လို့ကျွန်မထင်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးတွေကိုကျွန်မတည်တဲ့အရာလေးတွေကိုရှာပြီးတော့ဒီဗီဒီယိုလေးမှာတင်ပေးဖြစ်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့နောက်ဘက်တွေကြောက်လို့ရှိရင်လည်းကျွန်မဗီဒီယိုလေးတွေကိုကြည့်ပြီးတော့တပတ်တာထိုးရမယ်လေးလုံးခွေတွေပြီးတော့ကြတော့တပတ်တာထိုးရမယ် break တွေပြီးတော့ကြတော့တပတ်စာမှာဒါပြီးရင်ဒါထွက်တတ်တယ်ဆိုတာကိုသိချင်တဲ့သူတွေဆိုရင်ကျွန်မရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နေပြီးကြတော့ကျမရှိမှာဆိုရင်တပတ်တာထုတ်တဲ့ကတ်တွေလည်းရှိပါတယ်အဲ့ဒီကတ်တွေကိုအားပေးခြင်းနေဆိုရင်တော့ကျမ comment မှာကျမကိုဆက်သွယ်လို့ရတဲ့နံပါတ်ကလေးကိုကျမတင်ပေးပဲပေါ့နော်ဘာလို့ဗီဒီယိုမှာတန်းပြီးတော့မတင်တာလဲဆိုလို့ရှိရင် YouTube ကအဲ့လိုမျိုးတန်းပြီးတော့တင်လို့မရပါဘူးရှင်ဘာလို့လဲဆိုတော့ YouTube ကချမှတ်ထားတဲ့ rule တွေကိုလည်းကျမတို့ကလိုက်နိုင်ရမယ်ပေါ့နော်မဟုတ်လို့ရှိရင်ကျမတို့ရဲ့ YouTube channel account လေးကဘန်းခံအောင်မှာဆိုလို့ပါရှင်ဒါကြောင့်မို့ကျမရဲ့ကတ်တွေကိုသိချင်တယ်ဘာကတ်လေးတွေရှိရဲဒီတစ်ပတ်မှာတော့ဘာကတ်လေးတွေထုတ်တယ်ဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ဒီ YouTube account ရဲ့ post ဆိုတဲ့နေရာမှာ post post ဆိုတဲ့နေရာမှာကျမရဲ့ကတ်ကလေးတွေကိုဒီတစ်ပတ်တော့ဘာကတ်လေးတွေထုတ်တယ်ဒီတစ်ပတ်တော့ဘာကတ်လေးတွေထုတ်တယ်ဆိုတာကိုကျမတင်ပေးတော့ပါမယ်နော်အဲ့ဒီနေရာလေးကနေပြီးတော့ကျမရဲ့ကတ်ကလေးတွေကိုကြည့်ပြီးတော့လေကျမကိုဆက်သွယ်လို့ရပါတယ်ရှင်ဆိုတော့ခါကြတော့အခုကျတာပရီနဲ့တောက်ကြ2ရက်မှာအားလုံးပဲအဆင်ပြေကကောင်းကြပါစေလို့ကျွန်မဆုတောင်းပေးလိုက်ပါတယ်နော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော်တော်များများ site တွေကလည်းစုံသွားပြီအပူးထွက်တယ်ညီကိုထွက်တယ်နက်ခတ်ထွက်တယ်ပါဝါထွက်တယ်ဆယ်ဘေးထွက်တယ်အဲ့ဒီ site 5ခုလုံးကစုံသွားပြီဆိုလို့ရှိရင်ဘာလေးတွေပဲရှိရမလဲဆိုလို့ရှိရင်နောက်လာမယ့်အချိန်တွေမှာ breeder တွေအားကောင်းတယ်ပေါ့နော် breeder တွေကဘာတွေလဲသိချင်တယ်ဆိုလို့ရှိရင်တော့ YouTube မှာ 2D breeder ဆိုပြီးတော့ရိုက်ရှာလိုက်တယ်ဆိုလို့ရှိရင် breeder အောက်မှာ breeder ခေါင်းစဉ်အောက်မှာဘယ်ကွက်တွေရှိရဲဆိုတာကိုလူကြီးမင်းတို့မြင်ရပါလိမ့်မယ်နော်ဆိုတော့ခါကြတော့အခုကြံနေတဲ့၄ချိန်မှာ breeder အားကောင်းပါတယ်ပြီးတော့ကြတော့အပြန်ကနန်းကလည်းထွက်သွားပြီဆိုတော့ခါကြတော့ကျမတို့ break to break မစင်းသေးဘူးပေါ့နော် break to break ကိုလည်းတတိထားပါပြီးတော့ကြတော့ breeder ကိုလည်းတတိထားပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့အားပေးခြင်းနေဆိုရင်တော့ကျမရဲ့ YouTube channel လေးကို